တလသိန်း100ရှာပြီးသိန်း130ပြန်သုံးနေတဲ့သူဟာတလ10သိန်းရှာပြီး2သိန်းစုနိုင်တဲ့သူထက်ပိုဆင်းရဲပါတယ်ဝင်ငွေများတာဟာဝင်ပေါက်ကြီးတာတက်တက်ပါပဲအဓိကပြန်ထွက်သွားတဲ့ထွက်ပေါက်ကိုတေချာပိတ်နိုင်ဖို့ကအရေးကြီးဆုံးပါခမဝင်ငွေတွေတိုးလာတာနဲ့အမျှငါအခု share ပဲဆိုပြီးဈေးကြီးရဲ့ဖုန်းတွေလဲ copy ဆိုင်ထိုင်းအတုံးဆောင်တွေလိုက်မြင့်နေပြီဆိုရင်တော့ခမဟာဝင်ငွေရဲ့ထောင်ချောက် lifestyle inflation နဲ့ကိုတန်တန်မတ်မတ်ဝင်သွားတာပါပဲအဲ့ဒီယောဂါကိုမထိနိုင်ရင်ခမဟာတစ်သက်လုံးပတ်စံတော့လိုက်ယုံနေရမယ်စရုပ်တရုပ်ပဲဖြစ်ကြံခဲ့လိမ့်မယ်ဒဲပြောရရင်သိန်း100ရှာနိုင်လို့ဝမ်းသာမနေပါနဲ့အောင်အပြင်မှန်းကြည့်ရင်တော့ခမကဝင်ငွေကောင်းတယ်အောင်မြင်နေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမနှက်ပြန်စီးပွားရေးအကျက်အတဲတစ်ခုဝင်လာခဲ့ရင်ဒါမှမဟုတ်ကျမ်းမာရေးကိစ္စအရေးပေါ်ပေါ်လာခဲ့ရင်ချက်ချင်းဖြည့်ရှင်းစရာလက်ကျန်ငွေမရှိဘူးဆိုတာခမကိုခမအတိဆုံးပါပဲအပြင်မှန်းဟန်ဆောင်မှုတွေပြတ်ကျပြီးလူလုံးမလဖြစ်သွားမယ်အဖြစ်ကိုတွေးပြီးနေတိုင်းကြောက်စိတ်နဲ့ရှင်သန်နေရတဲ့ခန်းစားချက်ကတကယ်ကိုအကျဉ်းချနေတာနဲ့အတူတူပါပဲဒီထက်ပိုဆိုးတာကကိုမျက်စိရှိမှာအခွင့်အရေးကြီးတွေရောက်လာတဲ့အချိန်မျိုးပါဈေးတန်တဲ့မြေကွက်ထွက်လာတာမျိုးလုပ်ငန်းတိုးချဲ့ဖို့အရင်းအနှီးလိုလာတာမျိုးမှာခမမှာငွေအစင်းစင်းမရှိလို့တခြားစုဆောင်းငွေရှိတဲ့သူကအမိအယစုပ်ကင်သွားတာကိုရင်နာနာနဲ့ထိုင်ကြည့်နေရတဲ့အဖြစ်ကခမရဲ့အတ္တကိုအကြီးအကျယ်ထိခိုက်စေမှာသိကြပါတယ်အခွင့်အရေးဆိုတာလက်ထက်ငွေအစင်းစင်းရှိတဲ့သူစီကိုပဲလာတာပါဒီတော့ဒီအကျက်တဲကနေဘလို့ရုံးထွက်မလဲစုနိုင်နေဆိုတာခမရဲ့လောဘကိုပြန်စိုးမိုးနိုင်တာပါပတ်စံရှိလို့စုတာမဟုတ်ဘူးစုလို့ပတ်စံရှိလာတာပါခမစုထားတဲ့ငွေကြေးပမာဏဟာအခက်အခဲကြုံလာရင်ခမကိုအခိုင်အမာကာကွယ်ပေးမယ်တတိုင်းပါပဲအဲ့ဒီတတိုင်းဘလောက်မြင့်လဲဆိုတာကမှခမရဲ့အစစ်အမှန်ချမ်းသာမှုပါစုဆောင်းငွေရှိတဲ့သူဟာအလုတ်ပြုတ်မှာစီးပွားပြတ်မှာကိုမကြောက်တော့ဘူးအဲ့ဒီမကြောက်ရတဲ့စိတ်ကပဲခမကိုပို့ပြီးကောင်းမွန်တဲ့ရဲရင်းနဲ့ဆုံးဖြတ်ချက်တွေချနိုင်စေတာပါလက်တွေ့ကြကြစတင်ဖို့ဆိုရင်သုံးပြီးမှစုတဲ့အကျင့်ကိုအခုချက်ချင်းလွန့်ပစ်လိုက်ပါစုပြီးမှသုံးတဲ့စနစ်ကိုပြောင်းပါဝင်ငွေရတာနဲ့အရင်ဆုံး20%ကိုဖယ်စုပါဥပမာဝင်ငွေ10သိန်းရရင်2သိန်းကိုမမြင်ကြအောင်ဆောင်ပြီးဖယ်ထားလိုက်ပါကျန်တဲ့8သိန်းနဲ့ပဲလောက်ငါအောင်သုံးပါဝင်ငွေတိုးလာရင်လည်းအသုံးစရိတ်ကိုချက်ချင်းမမြင့်ပါနဲ့အရင်နေမြဲအတိုင်းနေနိုင်လေခမပို့ချမ်းသာလေပါပဲဖယ်စုထားတဲ့ငွေကိုလည်းဗန်စင်းတစ်ခုထဲမှာရောမထားပဲအရေးပေါ်ရန်ပုံငွေနဲ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဆိုပြီးစနစ်တကျခွဲခြားထားပါအောင်မြင်မှုဆိုတာကိုဝင်ငွေဘယ်လောက်ရတယ်လဲဆိုတာနဲ့တော့